กลีดที่สุดในโลกเลยคือคนที่ไม่จริงจังต่อเราก็คือโชคดีมากที่มึงไม่พลาดไปที่จริงใจของกูนะจริงဆိုးသွမ်းတော့ပေါ့ဟိုတော်လည်းများကိုမကြော်လွန်နိုင်သေးခင်ပြမှုသားရဲ့အောင်ပြင်အိမ်လေးတစ်လုံးဆောင်နေခဲ့ဒီစီကင်းနဲ့ခွေးလေးတွေရှိမိချင်နာလိုက်မြရှမ်းရွယ်လို့ရဲ့